စိတ်ကိုအောင်နိုင်သူလို့ပြောဆိုရမယ့်ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားပဲဖြစ်တယ်ပေါ့ဘဂဝါဆိုတဲ့ခုံတော်ထဲမှာဣတရိယဆိုတဲ့ခုနတော့ကမန္တကကြီးရွတ်တဲ့ထဲမှာကြားလိုက်မယ်အဲ့ဒီမှာဣတရိယဘုံတော်ဆိုတာစိတ်ကိုပိုင်နိုင်တယ်ကိုယ်စိတ်ကိုနိုင်တာပေါ့လူတွေကကိုယ်စိတ်ကိုမနိုင်ကြဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်ကိုယ်စိတ်ကိုနိုင်လို့ရှိရင်ယဟနာဖြစ်တယ်ဘုရားယဟနာဖြစ်သွားအဲ့ဒီတည်းမဲ့စိတ်ကိုအနိုင်ဆုံးအောင်နိုင်မှုရဆုံးပုဂ္ဂိုလ်ကတော့မြတ်စွာဘုရားပဲဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုဘဂဝါဘုံတော်6ပါးလို့ဣတရိယဓမ္မယတသေရိကမပယတ္တလို့ဆိုတဲ့ဘုံ6ပါးထဲမှာအစိုးရတယ်ဆိုတာဘာကိုအစိုးရတာတုံးဆိုကိုယ်စိတ်ကိုအစိုးရလောကလူတွေကသူများကိုအုပ်ချုပ်ဖို့သူများကိုအစိုးရဖို့ဆိုတာတွေကတော့ကြိုးစားနေကြတာသူများကိုအစိုးရဖို့ကြိုးစားကြတယ်တကယ်တော့အစိုးမရတာကိုယ်စိတ်ကိုအစိုးမရကိုယ်စိတ်ကိုအစိုးမရလို့စိတ်ဖြစ်တဲ့နောက်လိုက်ပြီးတော့ပြောဆိုမှုတွေပြုလုပ်မှုတွေလုပ်တဲ့အခါမှာထိုပြောဆိုမှုပြုလုပ်မှုကမမှန်ကန်တဲ့စိတ်ရဲ့ဥဆောင်မှုနောက်ဖြစ်ပေါ်သွားပြီဆိုရင်ဆိုးကျိုးတွေကိုရရှိခံစားကြရတာဖြစ်တယ်ပေါ့ဒါမို့မြတ်စွာဘုရားရဲ့အဆုံးအမစိတ်ကိုအဓိကပဓာနာထားပြီးတော့ဆုံးမတာပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်အနေနဲ့တခုတည်းသောကျင့်စဉ်ကိုပြောပါဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ်းခြင်းပဲဘုရားဘာသာရဲ့ကျင့်စဉ်ဟာဘာလို့ဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းဟာဘုရားဘာသာရဲ့အကျင့်ပဲဒါကြောင့်မို့မြတ်စွာဘုရားကယန္တဘာကိုဆိုဆုံးမတဲ့အခါမှာယန္တဘာဟာသိက္ခာပုဒ်တွေလိုက်နာမယ်ကိုကျင့်တရားတွေများလွန်းတယ်ဒါတွေကိုသူကုံထိန်နိုင်မှာမဟုတ်ဘူးဆိုတော့မြတ်စွာဘုရားကအဲ့ဒါတွေအတွက်စိတ်မပူနဲ့ကိုယ်စိတ်လေးကိုထိမ့်သိမ့်နိုင်ရင်လားစိတ်တစ်လုံးပဲထိမ့်သိမ့်ကျန်တာတွေသာထားစိတ်ကိုနိုင်လို့ရှိရင်အလုံးကိုနိုင်သွားမယ်ဆိုစိတ်ကိုထိမ့်လိုက်တာနဲ့ကျန်တဲ့ဟာတွေကအကုန်လုံးထိမ့်သိမ့်ပြီးသားဖြစ်သွားတယ်အဲ့တော့စိတ်ကိုမထိမ့်နိုင်ဘူးဆိုလို့ရှိရင်တော့ကျန်တာတွေလည်းမထိမ့်ဘူးပဲဖြစ်သွားတယ်နော်စိတ်ဆိုတာကမိမိတဏ္ဍာမှာဖြစ်တာမိမိကိုယ်တိုင်သာလင်သိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေသိနိုင်စွာမရှိသေးဘူးထို့သောထိုစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြောဆိုလိုက်တဲ့စကားသံအမှုအရာပြုလုပ်လိုက်တဲ့အလုပ်ကိုချိပြီးတော့မှသူ့ရဲ့စိတ်ကိုခံမှန်းပြီးတော့ပြောဆိုကြတာဖြစ်တယ်ယဉ်ကျေးတဲ့စိတ်ကထွက်ပေါ်လာတဲ့အပြောဆိုဟာယဉ်ကျေးတဲ့စကားတွေဖြစ်တယ်ရိုင်းဆိုင်တဲ့စိတ်ကဖြစ်ပေါ်လာတဲ့စကားလုံးတွေဟာရိုင်းဆိုင်တယ်ယဉ်ကျေးတဲ့စိတ်နဲ့ပြုလုပ်တဲ့အလုပ်တွေဟာယဉ်ကျေးတဲ့ပြုလုပ်မှုတွေလုပ်တာဖြစ်တယ်ရိုင်းဆိုင်တဲ့စိတ်နဲ့ပြုလုပ်လို့ရှိရင်လည်းပဲကျန်တဲ့ရဲ့စတဲ့အလုပ်မျိုးတွေကိုလုပ်ချတာပဲဖြစ်တယ်အဲ့တော့လောကမှာလူယဉ်ကျေးမှုလို့ပြောတဲ့အရာတွေဟာစိတ်ကဥဆောင်နေတယ်လို့ပြောရမှာဖြစ်တယ်သို့သောစိတ်မှာလည်းပဲဒီရိုးဖြောင်းတဲ့စိတ်လားဟန်ဆောင်တဲ့စိတ်လားလို့ဒီခါထပ်ခွဲမဲ့ဆိုလို့ရှိရင်ကျေးတဲ့အသင်္တရံရှိတော့လဲရိုးဖြောင်းတဲ့စိတ်နဲ့ယဉ်ကျေးတာလားသို့မဟုတ်ကောက်ကျစ်တဲ့စိတ်နဲ့ရှုပ်ဝက်တဲ့စိတ်နဲ့ယဉ်ကျေးတာလားဆိုတာဒါလည်းခွဲခြားသိကြရမှာဖြစ်တယ်ပေါ့အချို့ပုဂ္ဂိုလ်များကြတော့စိတ်ဓာတ်ကရိုင်းဆိုင်နေတော့လည်းပဲပြောဆိုပုံပန်းတဏ္ဍဟာလှည့်စားထားပြီးတော့ယဉ်ကျေးအောင်ဆောင်ပြီးတော့နေတာလည်းရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်တုန်းကဆင်းရဲကိုဆုံးမတဲ့ကန္တရကဆိုတဲ့ဆရာကြီးကမြတ်စွာဘုရားကိုလျှောက်ဖူးတယ်
ဂုံရှင်နေညတံဗန္တိယတိတံမနုဿာအရှင်ဘုရားတဲ့လူတွေရဲ့စိတ်နှလုံးဟာအလွန်ရှုပ်ဝက်တယ်စိတ်ထဲရှိတာတစ်မျိုးပြောတာကတစ်မျိုးလုပ်တာကတစ်မျိုးစိတ်ထဲရှိတာကိုဖုံးဖိထားတတ်တယ်လူတွေကဖုံးဖိထားသည့်အတွက်ကြောင့်အပြင်မှာထွက်လာတဲ့ပြောဆိုတဲ့စကားလုံးတွေပြုလုပ်တဲ့အလုပ်တွေဟာဟန်ဆောင်ပန်းဆောင်အလုပ်တွေကိုဖြစ်လာတယ်တိရစ္ဆာန်တွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့စိတ်ထဲရှိတာအပြင်ထွက်လာတာပဲဖြစ်တယ်လူတွေကြတော့စိတ်ထဲရှိတဲ့အတိုင်းအပြင်မထွက်ဘူးဘာတွေတုံးဘာကြောင့်လို့ဆိုလူတွေကဟန်ဆောင်ကောင်းတယ်ပေါ့ဟန်ဆောင်တတ်တဲ့အလေထားရှိတယ်ဆိုအဲ့တော့လူတွေဟာကောက်ကျစ်တယ်လို့အဓိပ္ပာယ်ပြောတာဥဒ္ဒနကိညေတံဗန္တိယတိတံပတောတိရစ္ဆာန်တွေကတော့အလွန်ရိုးစင်းတယ်ဖြောင့်စင်းတယ်သူတို့စိတ်ထဲရှိတဲ့အတိုင်းပဲအပြင်ဘက်မှာထွက်လာတယ်စိတ်ထဲမှာရှိတဲ့အတိုင်းသူတို့အတန်ထုတ်တယ်စိတ်ထဲမှာရှိတဲ့အတိုင်းပြုမှုသွားလာတယ်ရှုပ်ဝဲထားတာသူတို့မှမရှိဘူးလို့အဲ့လိုကန္တရကဆိုတဲ့စင်တတ်တဲ့ဆရာကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကဟုတ်တယ်မှန်တယ်လို့ဆိုပြီးသူစကားကိုထောက်ခံချက်ပေးထားတာအဲ့ဒါလိုပဲ950ဇတ်ဒီမှာလည်းပဲဒီအဓိပ္ပာယ်မျိုးတွေပါတဲ့စကားတွေရှိတယ်သူဝိဇာနံသင်္ကလနံတကုဏနိသဝတိတံမနုဿဝတိတံရာသဒုဗ္ဗိဇာနတရံတရောဆိုတဲ့စကားလုံးတွေသူဝိဇာနံသင်္ကလနံဆိုတောခွေးအိမ်ခွေးဆိုတဲ့ခွေးတွေရဲ့အတန်ဟာသူတို့စိတ်ရင်းအတိုင်းထွက်တာဖြစ်တယ်သိတာတယ်သူတို့ကိုအကဲခတ်လို့လွယ်တယ်ပေါ့တကုဏနိသဝတိတံငှက်တန်တွေကလည်းပဲယူဖြောင်းနေသူတို့ရင်ထဲမှာရှိတဲ့အပြင်မှာအတန်ထွက်လာတာဖြစ်တယ်မနုဿဝတိတံလူတွေရဲ့အတန်တွေကြတော့တဲ့ဒုဗ္ဗိဇာနတရံခွေးတန်ငှက်တန်တွေနဲ့မတူဘူးတဲ့လူတွေကရင်ထဲမှာရှိတဲ့တစ်မျိုးပြမဲ့ထွက်လာတာတစ်မျိုးလို့သူဆိုတဲ့ပုံစံအဲ့တော့လူသားတော်ဝါတွေဟာပို့ပြီးတော့ကောက်ကျစ်စင်လဲတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုလည်းပဲဖော်ဆောင်ထားတာရှိတော့ဒါတတိထားစရာအချက်ပေါ့နော်အဲ့ဒါစိတ်ဓာတ်နဲ့ပတ်သက်တာတွေပေါ့အကုန်လုံးစိတ်နဲ့ပတ်သက်တာမြတ်စွာဘုရားကစိတ်ကိုအဓိကထားပြီးတော့ယဟန်နေတတိတာဝကတွေကိုဆွဆုံးမတာဖြစ်တယ်အဲ့ဒီမှာစိတ်တေတံကိလေထေဒုက္ကတိပฏิကင်္ခာလူရဲ့စိတ်ထဲမှာတဲ့မကောင်းတဲ့စိတ်နေသဘောထားတွေလွှမ်းမိုးနေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြုလုပ်မှုအခြေအနေရရှိလာမဲ့အကျိုးဆက်အခြေအနေဟာအကောင်းကိုမျှော်လင့်လို့မရဘူးအဆိုးကိုပဲမျှော်လင့်လို့ရမယ်ဆိုလိုတာကစိတ်ညစ်နွမ်းနေပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရဖို့မျှော်လင့်စရာမရှိဘူးစိတ်ညစ်နွမ်းနေပြီဆိုရင်အဆိုးကိုပဲမျှော်လင့်ရမှာဖြစ်တယ်စိတ်တေဝိသုဒ္ဓေသူဂတိပฏิကင်္ခာသူဂတိဆိုတဲ့အခြေအနေကောင်းတယ်စိတ်ရိုးဖြောင်းနေပြီဆိုရင်ဒီပုဂ္ဂိုလ်ရဲ့အပြောစကားဒီပုဂ္ဂိုလ်ရဲ့လုပ်ရဟာလည်းပဲအကောင်းမဲ့မျှော်လင့်ရမှာဖြစ်တယ်ကောင်းတဲ့လုပ်သည့်အတွက်ကြောင့်သူ့ရဲ့ဘဝနောင်ရေးဟာလည်းပဲအကောင်းကိုပဲမျှော်လင့်လို့ရမယ်တို့ဝဋ္ဌသုတ်တံမှာမြတ်စွာဘုရားဒီလိုဆုံးမဟောကြားထားတာရှိတယ်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အကောင်းဆုံးဖြစ်အောင်ကျင့်ကြံကြိုးကိုအထောက်ဖို့ရတော့ကိုယ်စိတ်လေးကိုအကောင်းဆုံးဖြစ်အောင်ပြုလုပ်ခြင်းပဲဖြစ်တယ်အဲ့ဒါအဓိကဆုံးမဒါမို့စိတ်တလုံးနိုင်ရင်ကိလေသာအကုန်နိုင်တယ်လို့ရှေ့ကသူတော်စင်ကြီးတွေပြောခဲ့တဲ့စကားထဲမှာရှိတယ်ပေါ့စိတ်ကိုအောင်နိုင်အောင်ယူအောင်နိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်စိတ်ကိုအောင်နိုင်သွားတဲ့ပုဂ္ဂိုလ်တွေဟာယဟန္တာပုဂ္ဂိုလ်ပဲဖြစ်တယ်စိတ်ကိုမနိုင်သေးတဲ့ပုဂ္ဂိုလ်တွေကပုထုဇဉ်ပုဂ္ဂိုလ်တွေဖြစ်တယ်အထူးသဖြင့်ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့ကိုယ်စိတ်ကိုတတ်နိုင်သမျှ
ရှင်ကျေးအောင်လိမ္မာအောင်ဖြူစင်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်မြတ်စွာဘုရားကစိတ်ကိုအဓိကထားပြီးဟောရတာဖြစ်တယ်။ဒီနေရာမှာဒေသနာတော်နှစ်ပုဒ်ဆုံးမသွန်သင်ချက်နှစ်ရပ်ကိုတတိထားပြီးတော့မှတ်သားဖို့လိုအပ်တယ်။မြတ်စွာဘုရားကဓမ္မပဒမှာမနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမယတဘာဝတရားတွေတဘာဝတရားဆိုတာဖြစ်ပေါ်လာမဲ့အရာတွေကိုဆိုလို့တယ်ပြောဆိုမဲ့စကားပြုလုပ်မဲ့အလုပ်အဲ့ဒီတဘာဝတရားတွေကိုစိတ်ကဥဆောင်နေတယ်ရာစိတ်ကဥဆောင်နေတာကိုပြောတဲ့စကားလုံးကိုလည်းစိတ်ကဥဆောင်နေတာပဲဖြစ်တယ်လုံးမဲ့အလုပ်ကိုလည်းစိတ်ကဥဆောင်နေတာဖြစ်တယ်ဥဆောင်ရုံတက်လာလို့ဆိုမဟုတ်ဘူးမနောတိဋ္ဌာစိတ်ကကိုကြီးမှုထားတယ်စိတ်ကလွှမ်းမိုးချုပ်ကင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်မနောမယပြောလိုက်တဲ့စကားပြုလုပ်လိုက်တဲ့အလုပ်တွေကိုစိတ်ကဖန်နေတာဖြစ်တယ်ဒါကြောင့်စိတ်ဟာအမှန်မှအရေးကြီးတယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒါလို့အရေးကြီးတဲ့စိတ်ဟာအခြေအနေတစ်ခုအရပျက်စီးသွားပြီဆိုပါစို့လောဘနဲ့တွဲလိုက်လို့စိတ်ဟာညှဉ်းနှွမ်းသွားတယ်ဒေါသနဲ့တွဲလို့စိတ်ဟာညှဉ်းနှွမ်းသွားတယ်မောဟဆိုတဲ့အမှန်မသိတာနဲ့တွဲလို့စိတ်ဟာညှဉ်းနှွမ်းသွားပြီဆိုလို့ရှိရင်ပြောဆိုတဲ့စကားပြုလုပ်တဲ့အလုပ်တွေဟာပြဿနာတက်မဲ့အရာတွေကြီးပဲဖြစ်ကုန်တယ်ကောင်းကျိုးကိုမမျှော်လင့်နိုင်တဲ့အရာမျိုးတွေကိုပဲပြောလိုက်မယ်ကောင်းကျိုးကိုမမျှော်လင့်နိုင်တဲ့အလုပ်တွေကိုပဲလုပ်လိုက်မယ်ဒါကြောင့်မြတ်စွာဘုရားကမနတစေပဒုဋ္ဌေနဘာတတိဝါကရောတိဝါလူရဲ့စိတ်ဓာတ်ပျက်စီးသွားတဲ့စိတ်ဓာတ်ပြုပြင်ဆုံးမရမှာမဆုံးမပဲနဲ့ဆိုးကျင်တိုင်းဆိုးနေတဲ့စိတ်ဓာတ်နော်စိတ်ဆိုးစိတ်မိုက်နဲ့တခုပြောလိုက်မယ်ဆိုရင်လည်းအကောင်းမဖြစ်ဘူးလှုပ်လိုက်မယ်ဆိုရင်လည်းအကောင်းမဖြစ်ဘူးအကောင်းမဖြစ်ရုံနဲ့မဟုတ်ဘူးအဲ့ဒီပြုလုပ်မှုပြောဆိုမှုရဲ့နောက်မှာဒုက္ခတွေတတိတရန်ကြီးဖြစ်ပေါ်လာလိမ့်မယ်တတောနံဒုက္ခမနွေတိပြဿနာတွေနောက်ကဇက်တိုက်လာဒါအဗ္ဗဒမနေ့စဉ်ဘဝမှာတတိထားရမယ့်အချက်ပေါ့နော်တတိထားရမယ့်အချက်အပြောဆိုမတတ်လို့ပြဿနာတက်တာတွေလှုပ်ထားကြိုင်တာမဟုတ်လို့ပြဿနာတက်တာတွေလူလောကမှာနေ့စဉ်နဲ့အမျှမကြားခြင်းဆုံးရှိနေတယ်ပေါ့အဲ့ဒါပါတော့ဆိုရင်စိတ်ကိုခြေခံလာတဲ့ဟာတွေပဲဖြစ်တယ်ပေါ့ကိုယ်စိတ်ရဲ့အနေအထားတစ်ခုကိုစဉ်းကျင်သုံးသပ်မှုကင်းနေပြီဆိုလို့ရှိရင်ကိုယ်စိတ်ရဲ့သဘာဝကိုထင်ထင်ရှားရှားသိနိုင်စွာရှိမှာမဟုတ်မမှန်ကန်တဲ့စိတ်နဲ့ပြောဆိုလိုက်တဲ့စကားတစ်ဖက်သားကိုထိခိုက်နစ်နာသွားစေတယ်ကိုယ်ကိုလည်းထိခိုက်နစ်နာသွားစေမမှန်မကန်တဲ့စိတ်ဓာတ်နဲ့တစ်စုံတစ်ခုလုံးလိုက်ရင်တစ်ဖက်သားကိုထိခိုက်သွားစေတယ်ကိုယ်ကိုလည်းထိခိုက်သွားအကျိုးမဲ့ဆွေးနွေးမှုတွေဖြစ်ပေါ်စေပြီပြဿနာတွေနောက်ကတတိကြီးပါလာတတ်တယ်ဆင်ငယ်ဒါဟာစိတ်ကိုမထိန်လို့ဖြစ်တာလို့မြတ်စွာဘုရားဒီလိုဟောတာစက္ကံဝဝဟတောပဒံလှဲမှာကတ်ထားတဲ့နွားကြီးသွားသမျှနောက်ကလှဲပင်းကြီးကလိမ့်လိုက်နေသလိုပဲအဲ့ဒီစိတ်ကိုမထိန်နိုင်တဲ့ပုဂ္ဂိုလ်စိတ်ဆိုးစိတ်မိုက်နဲ့ပြောလိုက်တဲ့စကားပြောလိုက်တဲ့ပုဂ္ဂိုလ်စိတ်ဆိုးစိတ်မိုက်နဲ့အလုပ်တစ်ခုလုပ်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့နောက်မှာပြဿနာတွေဟာတတိကြီးပါလာလိမ့်မယ်လို့သူတို့ဆိုတယ်ပေါ့နော်။ပြဿနာဆိုတာဖြေရှင်းရမယ့်အချက်တွေဖြေရှင်းရရုံကဒုက္ခတွေဒီတတိကြီးလိုက်ပါတယ်ဒီဘဝရင်ဒုက္ခမဟုတ်ဘူးနောက်ဘဝထီအောင်ဒုက္ခတွေဟာအကျိုးပေးပြီးတော့လိုက်နေမှာဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမစိတ်ကိုအဓိကထားတယ်။ဒါအပြင်ကောင်းတဲ့ဘက်ကိုရောကြည့်လိုက်ရင်လည်းပဲစိတ်ကဥဆောင်တာနောက်ဒီသနာတော်ကြလို့ဟောတော်ဆိုမနတ္တာစေပဏံပတန်နေနတခါတည်းလူရဲ့စိတ်ဟာစိတ်ကောင်းနှလုံးကောင်းဆိုတာဖြစ်လာတယ်တွေ့သားပေါ်မှာငဲ့ကြတဲ့စိတ်မေတ္တာထားတဲ့စိတ်အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဆိုတဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတွေ
တခါတရံတစ်ဖက်သားကိုကူညီခြင်းနဲ့စိတ်တွေအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းလေးတွေဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကောင်းနှလုံးကောင်းနဲ့ပြောလိုက်တဲ့စကားလှုပ်လိုက်တဲ့အလုပ်ကြတော့ထို့သောပြုလုပ်မှုကြောင့်ပြောဆိုမှုကြောင့်နောက်ကတတိကြီးစိတ်ချမ်းမြေ့ပွေရာတွေပဲဖြစ်ပေါ်လာတယ်ကိုလှုပ်လိုက်တဲ့အလုပ်လေးတစ်ခုကြောင့်စိတ်ချမ်းမြေ့ပွေရာဖြစ်လာဥပမာတစ်ခုပဲစိတ်ကောင်းနှလုံးကောင်းလေးရှိလို့ကုသိုလ်ကောင်းမှုလေးလုပ်လိုက်တယ်လူတစ်ယောက်ကိုကူညီလိုက်တယ်ကူညီလိုက်လို့ဟိုတစ်ဖက်သားကကျေးဇူးတွေတင်ပြီးအချင်းချင်းမေတ္တာသက်ဝင်ပြီးတော့နောက်ဆုံးမှာဒီစိတ်ချမ်းသာဝေရတွေကဆင်ငယ်ဖြစ်လာကုသိုလ်ကောင်းမှုပြုလိုက်တယ်စိတ်ကောင်းနှလုံးကောင်းလေးဝင်လို့မြတ်စွာဘုရားကိုရှိခိုးလိုက်တယ်ပန်းရည်ချမ်းစီပြီးပန်းတို့ဖြင့်ပူဇော်လိုက်တယ်ဆိုတဲ့အခါဒီကုသိုလ်ရဲ့အစွမ်းနဲ့တန်တရားထဲမှာကောင်းသူဂတိဘုံတွေရောက်သွားကြတယ်ဆိုတာလည်းရှိတယ်အဲ့တော့စိတ်ကောင်းနေတဲ့အချိန်လေးမှာပြောလိုက်တာပဲဖြစ်ဖြစ်လှုပ်လိုက်တာပဲဖြစ်ဖြစ်သူ့ရဲ့အကျိုးဆက်ဟာစိတ်ချမ်းမြေ့ဖွယ်ရာပျော်ရွှင်ချမ်းမွေ့ဖွယ်ရာဘဝတစ်ခုရရှိစေနိုင်တာဖြစ်လို့သာယာဝအနုပါယိနိကိုယ်နဲ့အတူပါနေတဲ့အရေးဆိုတာဒီနေရာမှာလူရိပ်လို့ဖွင့်မိမယ်လူရိပ်ကတော့ကိုယ့်အတွက်ဘာမှအသုံးဝင်တာမဟုတ်ဘူးအမြဲပါတယ်ဆိုတဲ့အဓိပ္ပာယ်လောက်ပဲဖြစ်တယ်ချမ်းသာဒုက္ခကိုပေးတဲ့အရေးဆိုတာဟာကိုယ်နဲ့အမြဲပါတယ်ဆိုရင်ထီးရိပ်ပေါ့နော်ထီးဆောင်သွားမယ်ဆိုလို့ရှိရင်နေပူရင်လည်းဖွင့်ဆောင်လိုက်တော့ဟောအရေးလေးနဲ့မိုးရရင်လည်းထီးလေးဖွင့်ပြီးတော့ကာကွယ်လို့ရတယ်အစစရရကိုယ်နဲ့အတူတကွပါလာတဲ့အရေးလေးဟာကိုယ်ကိုချမ်းသာစေတယ်လို့သူဆိုလို့ကိုလုပ်တဲ့အလုပ်တွေကကိုယ့်ကိုအရေးပမာနော်ထီးပမာအရေးမိုးပြီးတော့ကောင်းကျိုးတွေကိုဖြစ်ပေါ်စေပြီးတော့အကာအကွယ်အဆောင်ရှောက်ပေးလာတယ်လို့သူတို့ဆိုတာဘုန်းကြီးတို့တွေယခုဘဝလူလာဖြစ်တယ်ဆိုတာတစ်ချိန်တုန်းကစိတ်ကောင်းနှလုံးကောင်းနဲ့ပြောဆိုခဲ့တယ်ပြုလုပ်ခဲ့တယ်ဒါကိုကုသိုလ်လို့ခေါ်တာပဲစိတ်ကောင်းနှလုံးကောင်းကိုအခြေခံပြီးတော့ပြောဆိုခဲ့လို့ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်နဲ့ဒီဘဝမှာလူချမ်းသာဆိုတာခံစားနေကြတတ်တာလည်းအများကြီးတရိစ္ဆာန်နေနဲ့နှိုင်းစားကြည့်လိုက်မယ်ဆိုရင်လူချမ်းသာဟာချမ်းသာနေတာအဲ့လိုချမ်းသာဒုက္ခရပြီးတော့အစင်တပြေကိုလုံးချင်တာလုံးလို့ရတယ်ကိုစားချင်တာစားလို့ရတယ်ကိုသွားချင်တာသွားလို့ရတယ်တရိစ္ဆာန်နေကြတော့အဲ့ဒီအခွင့်အရေးတွေလည်းအကုန်ဆုံးချမ်းသာဆိုတာအမှန်တမ်းနေပါတယ်ကိုမြင်အောင်မှရှိတဲ့တရိစ္ဆာန်လေးတွေမကြည့်နဲ့တော်ရိုင်းတရိစ္ဆာန်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အမြဲတမ်းဖေးရန်အန္တရာယ်တွေနဲ့ကြုံနေကြတာများတယ်နော်ဖေးရန်အန္တရာယ်တွေနဲ့ကြုံနေကြအနိုင်ကျင့်တပ်ဖြတ်စားတော့ခံရတဲ့တရိစ္ဆာန်တွေရန်သူရဲ့ခံတွင်းမှာပဲမျက်လုံးပြူပြီးတော့သေဆုံးသွားကြတဲ့တရိစ္ဆာန်တွေအရှင်လက်လက်သွေးဆုပ်ခြင်းခံရပြီးတော့အသက်ဆုံးသွားတဲ့တရိစ္ဆာန်တွေအများကြီးပဲငါလည်းငါမို့နော်ငါချင်းစားဖာချင်းစားမွေချင်းမျိုးဆိုလို့တရိစ္ဆာန်တွေဟာအညမညာခါတိကအချင်းချင်းသတ်စားကြတယ်ဒုဗ္ဗလခါတိကအင်အားနေတဲ့တရိစ္ဆာန်ကိုအင်အားကြီးတဲ့တရိစ္ဆာန်ကတတ်ဖြတ်စားတော့တယ်ဟောအဲ့ဒီအခြေအနေမျိုးတွေကလူတွေမှာလွတ်နေတယ်ပေါ့နော်။ညာအဖြစ်လူတွေမှာအကာအကွယ်ဆောင်းရှောက်တွေရှိသေးတယ်။သူတို့မှာတော့ကာကွယ်ဆောင်းရှောက်တဲ့မရှိဘူး။ဒါကကိုမြင်ရတဲ့ဒိဋ္ဌိဘဝတွေရှိတယ်။ဒီတဲ့ဆိုးတာကိုကြည့်လိုက်မယ်ဆိုရင်ငရဲပဲ။ငရဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အကာအကွယ်လုံးဝကင်းမဲ့ဆင်းရဲဒုက္ခတွေဒလစခံနေရလို့တတ်တာတဲ့ချမ်းသာဒုက္ခဆိုတာတစ်စက်မှမရှိလို့နိရယနိဆိုတာမရှိဘူးအယဆိုတာချမ်းသာဒုက္ခချမ်းသာဒုက္ခလုံးဝကင်းစင်တဲ့ဘုံဌာနမျိုးကိုငရဲလို့ခေါ်တာပဲအဲ့ဒီငရဲမှာဆိုရင်တော့ဒီပြမပြောနဲ့တခါတရံသွားကြိုက်တယ်ဆိုလို့ရှိရင်ဒလစကြိုက်တာခံနေရတာနော်ဘလောက်ဆင်းရဲတော့သွားကြိုက်တာလေးတို့နားကြိုက်တာတို့ပဲဘလောက်ဆင်းရဲ
ငရဲကြတော့ဒီတဲ့ပူပြင်းထန်တယ်ပေါ့နော်တလဇတ်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နေရတာဖြစ်တယ်အဲ့ဒီဒုက္ခတွေသက်သာတဲ့လူဘုံလူဘဝရောက်ခဲ့တယ်ဆိုတာစိတ်ကောင်းနှလုံးကောင်းလေးရှိတဲ့အချိန်မှာကုသိုလ်ကောင်းမှုလုပ်ခဲ့လို့အဲ့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးဆက်ကိုရရှိတာလို့အဲ့တော့ငရဲဘုံရောက်သွားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲစိတ်ကဥဆောင်တာပဲလူဘုံလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုလည်းစိတ်ကဥဆောင်တာအဲ့တော့ကိုယ့်ရင်ထဲမှာဖြစ်တဲ့စိတ်ကိုနိုင်အောင်မထိန်းနိုင်ဘူးလှပအောင်မပြုပြင်နိုင်ဘူးယဉ်ကျေးအောင်မဆုံးမနိုင်ဘူးဆိုရင်ကိုယ့်ဘဝအနေထားဘယ်လိုရှိမလဲလောကလူတွေဟာတစ်ဖက်သားကိုဆုံးမဖို့လွယ်သလောက်ကိုယ်စိတ်ကိုဆုံးမဖို့ကြတော့ခက်တယ်အဲ့ဒါကိုစကားတစ်လုံးနဲ့ပြောတဲ့အခါအတ္တဟိခိရတုတ္တမောကိုဆိုတာဆုံးမခဲ့ရကိုဆုံးမတယ်ဆိုတော့ဘယ်သူဆုံးမတာကိုယ်စိတ်ကိုပြောတာကိုယ်စိတ်ကိုဆုံးမဖို့အလုံးကိုခဲနေလို့သူပြောတယ်သူများကိုဆုံးမတာလွယ်တယ်ကိုယ်စိတ်ကိုဆုံးမဖို့အမှန်တမ်းခက်တယ်ဒါကြောင့်စိတ်ကိုအောင်နိုင်သူဖြစ်ဖို့ရအတွက်ဘုရားဝတ္တသူတော်စင်တို့ရဲ့ကျင့်စဉ်ဟာစိတ်ကိုဗဟိုပြုပြီးတော့စိတ်ယဉ်ကျေးအောင်ပြုလုပ်ခြင်းပဲဖြစ်တယ်အဲ့တော့ကမ္မထာထုတ်တယ်ဆိုတဲ့အနှစ်သာရကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟောထားတဲ့တည်းမဲ့သာဂရိယနုယောဂတဲ့တကယ်ကမ္မထာထုတ်တယ်ဆိုတာဘာလဲတတိနဲ့ပညာနဲ့ကိုယ်စိတ်ထဲမှာမကြာခဏဖြစ်ပေါ်လို့ရှိနေတဲ့လောဘဆိုတဲ့အညစ်အကြေးမကျေနပ်တဲ့ဒေါသဆိုတဲ့အညစ်အကြေးစိတ်ကိုစူးစီးလို့မရအောင်လွင်ပြန်နေတဲ့ဥဒိစ္စနှလုံးမသားမယာဖြစ်တဲ့ကုက္ကုဆစိတ်ပူတယ်ဆိုတဲ့နောင်တပူပန်တယ်ဆိုတဲ့ကုက္ကုဆကောင်းတဲ့အလုပ်ပေါ်မှာစိတ်အားတက်ကြွမှုမရှိဘူးစိတ်တွန့်ဆုတ်တယ်ဆိုတဲ့ဌိနမိတ်တကောင်းတဲ့အလုပ်ပေါ်မှာတန်တရားဝင်ပြီးရှေ့မတိုးနိုင်တဲ့ဝိသိကိစ္စဆိုတဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုတတိနဲ့ဉာဏ်နဲ့အနိကကြည့်ရှုပြီးတော့ကိုယ်တဏ္ဍာမှာမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်နေတာကိုတရားအထုတ်တယ်လို့ခေါ်တယ်တရားအထုတ်တယ်ဆိုတဲ့သဘာဝကိုသိဖို့လိုတယ်ပေါ့ဒါမှမဟုတ်စာပေမှာဘယ်လိုဆိုတော့ဆိုဒီဝတ္တံစင်္ကမေနနိသစ္စာယအာဝရဏီယေဟိဓမ္မေဟိစိတ်တံပရိသောတိတိဒီလိုဆိုတာနေ့အခါမှာတဲ့ထိုင်လိုက်စဉ္ညာလျှောက်လိုက်ကိုယ်ရင်တဲ့နှလုံးထဲမှာကုသိုလ်တရားကိုဆုပ်ပိတ်တတ်တဲ့အငြိကြေးတွေကရှင်းထုတ်နေတာအဲ့ဒါတရားအထုတ်တာပဲနော်အဲ့ဒါတရားအထုတ်တယ်ဆိုတာကိုယ်ရင်တဲ့နှလုံးထဲမှာလောဘဝင်လာရင်ရှင်းထုတ်လိုက်ဒေါသဝင်လာရင်ရှင်းထုတ်လိုက်တခြားကိလေသာတွေဝင်လာလို့ရှိရင်ရှင်းထုတ်လိုက်အဲ့တော့ဒီနေရာမှာစိတ်ရဲ့အညစ်အကြေးကဘာတွေလဲဆိုတာသိဖို့လိုတယ်ပေါ့တရားထုတ်ပြီးဆိုရင်စိတ်ရဲ့အညစ်အကြေးတွေကိုဘာရှင်းရမလဲအဝတ်အစားတန်ရှင်းမှုရအတွက်ကြတော့လူတွေကကိုယ်အဝတ်မှာဘာတွေပေးနေတယ်ဆိုတာသိချတာအဲ့ဒါလို့သိတယ်လို့ကိုယ်စိတ်မှာဘာတွေပေးနေတယ်ဘာတွေကညှဉ်းနှွမ်းနေတယ်ဆိုတာသိဖို့စိတ်တ ानु ပတနာcontemplations of consciousness ကိုယ်စိတ်လေးကို contemplate လုပ်ရမယ်လို့ဆိုလို့ contemplate လုပ်တယ်ဆိုတာစိတ်ကိုအနိကစောင့်ကြည့်ကြည့်တာကိုယ်စိတ်ထဲမှာဘာတွေအဖြစ်များလဲဖြစ်နေတဲ့စိတ်ဟာလောဘကဥဆောင်ပြီးဖြစ်နေတာလားဒေါသတွေဥဆောင်ပြီးတော့ဖြစ်နေတာလားမောဟတွေနဲ့ဥဆောင်ပြီးတော့ဖြစ်နေတာလားမာနတွေကဥဆောင်နေတာလားမနာလိုစိတ်တွေဝင်နေတာလားဝန်တိုစိတ်တွေဝင်နေတာလားဆိုတဲ့ကိုယ်စိတ်ရဲ့အခြေအနေကိုစဉ်ဆက်မပြတ်ဆင်ញင်သုံးသပ်ရမှာဖြစ်တယ်အဲ့ဒါကိုစိတ်တ ानु ပတနာလို့ခေါ်တယ်စိတ်တ ानु ပတနာဆိုတာကိုယ်စိတ်ကိုစောင့်ကြည့်ခြင်းပဲဖြစ်တယ်စောင့်ကြည့်ရင်ဖြစ်လာတဲ့အနေအထားတွေကိုမဖြစ်မကောင်းတဲ့အညစ်အကြေးဆိုရင်ထိမ့်သိမ်းဆောက်ရှောက်ကောင်းတာဆိုလို့ရှိရင်တော့တိုးပွားအောင်ကြိုးစားအထောက်ဆိုပါစို့နှစ်သက်စရာအာယုန်နဲ့တွေ့လို့လူချင်းစိတ်တွေလောဘတွေလွှမ်းမိုးလာတယ်ဆိုရင်ဒါလောဘဟာစိတ်ရဲ့အညစ်အကြေးပဲအဲ့ဒီလောဘကိုဘာနဲ့ဖယ်ရှားမလဲလို့ဆို
အလောဘလို့ခေါ်တဲ့စွန့်လွတ်နိုင်တာနဲ့ဖယ်ရှားပြရမယ်သူအလောဘဖြစ်လိုက်လို့ရှိရင်ရာယူသိမ့်ပိုက်ခြင်းနဲ့စိတ်ဟာပျောက်သွားပြီးတော့စွန့်လွတ်နိုင်တဲ့သဘောတရားတွေပေါ်လာတယ်အလောဘအဲ့ဒီအလောဘနဲ့လောဘကိုရှင်းထုတ်ရနောက်တစ်ခါကိုယ်စိတ်ဟာမကြည်မနှက်ဖြစ်နေတဲ့ဒေါသအလိုမကျဖြစ်နေတဲ့ဒေါသတွေလွှမ်းမိုးနေပြီဆိုလို့ရှိရင်အဲ့ဒီတစုံတစ်ခုကြောင့်အလိုမကျဖြစ်နေတာဥမာမဲ့တစ်ဖက်သားကိုကြည့်ပြီးတော့အလိုမကျဖြစ်တာလားအာယုန်နဲ့ပတ်သက်ပြီးအလိုမကျဖြစ်တာလားအာယုန်နဲ့ပတ်သက်လာပြီးအလိုမကျဖြစ်ပြီးပုဂ္ဂိုလ်မဟုတ်ဘူးဆိုလို့ရှိရင်တော့လေဆင်ခြင်တုံတရားနဲ့ရှင်းထုတ်ပြရပုဂ္ဂိုလ်နဲ့ပတ်သက်လာပြီးအလိုမကျဖြစ်လာပြီးဆိုလို့ရှိရင်ကတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့အဲ့ဒီပုဂ္ဂိုလ်ပေါ်မှာမေတ္တာပွားနိုင်အောင်ကြိုးစားမှာဖြစ်တယ်လူတွေဟာတယောက်တည်းနေကြတာမဟုတ်တော့အာယုန်တွေနဲ့လည်းပေါင်းစပ်မိတယ်လူတွေနဲ့လည်းပေါင်းစပ်မိတယ်သက်ရှိသတ္တဝါတွေနဲ့လည်းပေါင်းစပ်မိတယ်သင်္ခါရတွေနဲ့လည်းပေါင်းစပ်မိတယ်ဆိုပါတော့ဖြစ်ပေါ်လာတဲ့အာယုန်တွေဟာကိုကြိုက်ချင်မှကြိုက်တယ်စဉ်းစားကြည့်လေနေပူရင်နေကိုလည်းဒေါသဖြစ်တယ်လေတိုက်ရင်လည်းလေကိုလည်းဒေါသဖြစ်တယ်လူကိုယ်တင်ဒေါသဖြစ်တာမဟုတ်ကိုမကြိုက်တဲ့စကားပြောတဲ့လူကိုမကြိုက်တဲ့အလုပ်ကိုလုပ်တဲ့လူကိုနဲ့မတည့်တဲ့လူပြောဆိုစင်မပြေတဲ့ပုံကိုယ်တွေတွေ့ရင်လည်းဒေါသဖြစ်တယ်အဲ့ဒါလို့ဖြစ်လာလို့ရှိရင်ကိုယ်တဏ္ဍမှာဒေါသဖြစ်နေပြီဆိုတာကိုသိလာလို့ရှိရင်လူပုဂ္ဂိုလ်ဖြစ်လို့ရှိရင်မေတ္တာပွားနိုင်အောင်ကြိုးစားပြီးတော့ရင်ထဲကဒေါသကိုဖယ်ရှားမှာဖြစ်တယ်အဲ့တော့မေတ္တာပွားတယ်ဆိုတာကိုယ့်ရင်ထဲကဒေါသကိုဖယ်ရှားဖို့ကြိုးစားခြင်းပဲဖြစ်တယ်မေတ္တာဘာဝိတ္တဘာဒေါသတပဟာနာယရှင်ထဲကအမုန်းစိတ်ကိုပျောက်ဖို့အတွက်မေတ္တာကိုတိဆောက်ပါမေတ္တာကိုတိုးပွားအောင်လုပ်ပါလို့သူတို့ဆိုတယ်သို့တော့ခဏခေတ်မှာမေတ္တာပွားဖို့ဆိုတာသူကချမ်းသာခြင်းနဲ့လောဘနဲ့တွဲပြီးတော့ချမ်းသာခြင်းနဲ့အဆင်ပြေခြင်းနဲ့ဒါကြောင့်မို့လို့ကိုယ်ကိုယ်တိုင်မေတ္တာမပွားဘဲနဲ့မေတ္တာပို့ပေးပါဆိုတာကိုပြောလို့ရှိကြတယ်လူတိုင်းလို့နော်တကယ်မေတ္တာဆိုတာကိုယ့်ရင်ထဲမှာဖြစ်အောင်လုပ်ရမယ့်အရာဖြစ်တယ်သူတစ်ပါးကကိုယ့်ကိုမေတ္တာထားဖို့ဆိုတာမျိုးဟာမျောလင်းရမယ့်ကိစ္စမှမဟုတ်တာဒါသူ့အလုပ်ပဲကိုယ့်အလုပ်အဲ့တော့ကိုယ့်အလုပ်ကိုမလုပ်ခဲနဲ့သူများရဲ့စီကမေတ္တာတောင်းတနေတယ်ဆိုတာဒါတော့မဟုတ်သေးဘူးလို့ပြောမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်နဲ့လွဲနေတယ်မြတ်စွာဘုရားရဲ့အဆုံးအမကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သက်ရှိသတ္တဝါတွေပေါ်မှာဘယ်သတ္တဝါဘယ်ပုဂ္ဂိုလ်ပေါ်မှာမုန်းတိစိတ်မဖြစ်ရအောင်မေတ္တာတရားကိုတည်ဆောက်ဖို့ဟောတာသာဖြစ်တယ်မေတ္တာတရားကိုတည်ဆောက်အောင်မယ်လို့ဟောတာအဲ့ဒါကိုမေတ္တာပွားရမယ်နော်ကိုကပွားခံနေတာမဟုတ်ဘူးကိုရင်ထဲကအမုန်းတရားပြောက်အောင်ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမုန်းတဲ့ပုဂ္ဂိုလ်မရှိအောင်ရင်ထဲမှာမုန်းစိတ်ကုန်အောင်မေတ္တာပွားရမယ်လို့ဆိုအဲ့ဒါလို့အဒေါသဆိုတဲ့မေတ္တာတရားပွားလိုက်ပြီဆိုရင်ကိုရင်ထဲကဒေါသလည်းစင်ကြယ်သွားတာပဲတန်ရှင်းသွားတာပဲအဲ့ဒါလို့တန်ရှင်းအောင်လုပ်ရမယ်လို့ဆိုလိုတယ်ပေါ့နော်နောက်တစ်ခုကကိုယ့်ရင်နဲ့နှလုံးထဲမှာအမှန်မသိလို့တွေးဝေးနေတာမျိုးတွေဖြစ်တတ်တယ်မောဟဆိုတာသိမသိတာမသိတာဘူးဆိုတော့တွေးဝေးတယ်ဆိုတာဘာကိုပြောတာတော့ဆိုဆုံးဖြတ်ချက်မချနိုင်ဘူးအလုပ်တစ်ခုလုပ်တဲ့သလားမလုပ်တဲ့ဘူးလားမဆုံးဖြတ်နိုင်ဘူးပြောတဲ့သလားမပြောတဲ့ဘူးလားစဉ်းစားခေါင်းကုတ်ချင်တိုင်းကုတ်အဖြေမထွက်ဘူးအဲ့ဒါကိုတွေးဝေးနေတယ်လို့ခေါ်တယ်တွေးဝေးတဲ့နေရာမှာပဲရပ်နေသလားလို့ဆိုမဟုတ်ဘူးလုံးတင်တာနဲ့မလုံးတင်တာမသိဘူးမသိတဲ့အခါကျတော့မှားရွံ့တဲ့ဆုံးဖြတ်ချက်တစ်ခုအဝင်လာတယ်မလုံးတင်တာကိုလုံးတင်တယ်လို့ထင်လာတယ်လုံးတင်တာကျတော့မလုံးတင်မှုထင်တယ်အဲ့ဒါမောဟရဲ့တတ္တိပဲအလွဲမှားတွေကိုလှုပ်လိုက်တယ်လှုပ်လိုက်သည့်အတွက်ကြောင့်လှုပ်လိုက်တဲ့အချိန်တုန်းကမသိဘူးအ
အကျိုးပေါ်ထွက်လာတော့ပြဿနာတက်လာပြီဆိုတော့မှအဲ့ဒါမောဟသမားဟာဘယ်အရာပဲဖြစ်ဖြစ်ပြောလိုက်တဲ့စကားလည်းပဲကိုယ်ယုတ်ကာယဖြစ်တယ်စကားတစ်ခွန်းပြောရင်ပြဿနာတက်လာပြီနော်ဒီကနေ့ခေတ်မှာဆိုပိုသိကြအောင်မှာပေါ့နော်ပြောလိုက်တဲ့စကားနောက်မှာပြဿနာတွေကလိုက်တာလှုပ်လိုက်တဲ့အလုပ်တစ်ခုပေါ်မှာလည်းအမှားအယွင်းနေနဲ့ဖြစ်လာပြီအဲ့ဒါမောဟကြီးနေတာလို့ခေါ်တယ်နော်မောဟတွေလွှမ်းမိုးနေလို့ဒီလိုဖြစ်တာအဲ့ဒီလွှမ်းမိုးနေတဲ့မောဟတွေကိုကိုယ့်ရင်နဲ့နှလုံးထဲမှာရှင်းတော့အောင်ဘာနဲ့လုပ်ရမလဲဆိုရင်ပညာနဲ့ထည့်ရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားကအဖြေရောတခါတည်းဟောထားတာပညာဘာဝိတ္တဗမောဟတဘာဟာနာယမောဟတတွေ့ဝေတဲ့မောဟလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာခွဲခြားမသိနိုင်လို့မမယွင်ပြုလို့စေတတ်တဲ့မောဟဆိုတဲ့တရားကိုဘာဟာနာယရင်ထဲနှလုံးထဲကဖယ်ရှားပြစ်ဖို့ရာအတွက်ပညာခွဲခွဲပြားပြားသိတတ်တဲ့အသိပညာကိုဘာဝိတ္တဗဖြစ်စီတိုးပွားအောင်လုပ်ရမည်ဖြစ်စီရမယ်တိုးပွားစေရမယ်လို့သူတို့ဟောတယ်အဲ့တော့မောဟကိုဖယ်ရှားဖို့ကြတော့လေ့လာရမယ်လိုက်စားရမယ်ပညာကိုဆင်ញင်ရမယ်သုံးသပ်ရမယ်မောဟဟာနဲနိုင်တယ်ဗျနဲလာတယ်အဲ့ကြောင့်ဒါလှုပ်တဲ့နဲ့ဒါမလှုပ်တဲ့ဘူးဒါပြောတဲ့နဲ့ဒါမပြောတဲ့ဘူးဆိုတာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်လေးလာသုံးသပ်ဆင်ခြင်ပြီးတော့အသိဉာဏ်နဲ့ရလာပြီဆိုရင်မောဟတဖြည်းဖြည်းရောပါလာတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်အမှန်တရားကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိလာတယ်သိလိုက်ရင်ကုသိုလ်ကကောင်းကျိုးချမ်းသာကိုပေးတယ်အကုသိုလ်ကမကောင်းကျိုးဆင်းရဲဒုက္ခကိုပေးတယ်ဆိုတာကွဲကွဲပြားပြားသိလာတယ်ပညာဖြစ်လာလို့ရှိရင်ဘာလို့ရမှာလဲဘာမလို့ရဘူးလဲဆိုတာရှင်းရှင်းကြီးသိသွားတယ်နော်ကိုယ့်ဘဝမှာဒီသူများပြောလို့ယုံရတာမဟုတ်ဘူးသူများပြောလို့ယုံရတာမဟုတ်ပဲねကိုယ့်ဘဝကိုသိရှိအောင်ကြိုးစားအထောက်ကြရတာအဲ့ဒါလိုကြိုးစားအထောက်တဲ့ပညာကိုကိုယ်တဏ္ဍမှာရှင်းချက်လာအောင်လုပ်အောင်အဲ့ဒါလိုမဟုတ်ဘူးဆိုရင်သူများပြောတာကိုလိုက်လုပ်နေမယ်သူများပြောတာကိုပဲယုံနေဆိုတာဒါပညာမဟုတ်တော့ပညာမဟုတ်ရင်မောဟကပို့ပြီးတော့တိုးတက်လာမှာပို့ပြီးတော့လွှမ်းမိုးလာမှာဖြစ်တယ်အဲ့ဒါကြောင့်မို့မောဟပျောက်ဖို့ရအတွက်တရားနာရတယ်စာပေတွေဖတ်ရှုရတယ်သင်ရတယ်ကြားရတယ်ကြိုးကြောင်းဆင်ခြင်ရတယ် reason ပေါ့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းနဲ့အကျိုးကိုဆင်ခြင်တတ်ရအဲ့ဒါပညာဖြစ်ခြင်းရဲ့အကြောင်းပဲအကြောင်းကျိုးဆင်ခြင်တတ်အောင်လည်းပဲသင်ကြားမှုတွေနဲ့သွားရတယ်အဲ့ဒါလို့သွားရင်တဖြည်းဖြည်းမောဟဆိုတာယောပါသွားမှာပဲဖြစ်တယ်ပေါ့တရားနှလုံးသွင်းတယ်ဒီစိတ်တည်ငြိမ်အောင်တတိတွေတိုးပွားလာအောင်ကြိုးစားတယ်တတိကောင်းလာအောင်ကြိုးစားတယ်တတိကောင်းလာအောင်ကြိုးစားတယ်ဆိုခဏခေတ်မှာဆိုရင် mindfulness ဆိုပြီးတော့နိုင်ငံသားတွေမှာတောင်းပါပဲဒီလေ့ကျင့်ခန်းကိုမသိမနေရမလုံးမနေရဆိုပြီးလေ့ကျင့်နေကြတာအဲ့ဒါကောင်းကျိုးချမ်းသာကိုရတယ်ဆိုတာကိုလက်တွေ့အားဖြင့်သိရှိလာကြလို့လုပ်ကြတာဖြစ်တယ်။ဘာကြောင့်အဲ့လိုလုပ်တာတော့ဆိုတာ mindfulness ဆိုတဲ့ဟာတတိကိုပြောတာ။အဲ့ဒီတတိမရှိရင်ပညာဆိုတာမဖြစ်ဘူးတဲ့။တတိရှိမှပညာဖြစ်တယ်။စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုရင်နာဟိတတိဝိရိဒပညာနာမအဋ္ဌိတဲ့။လောကမှာတဲ့တတိကင်းတဲ့ပညာဆိုတာမရှိဘူးတဲ့။တတိရှိမှပညာဆိုတာဖြစ်တယ်ဒါမို့ကိုအမြဲတမ်းတတိထားနေခြင်းဟာအသိပညာတိုးတက်ခြင်းအကြောင်းတရားထုတ်တယ်ဆိုတာလေကိုတတိထားနေခြင်းသာဖြစ်တယ်ခုနကကိုယ်စိတ်ထဲမှာစိတ်တ ानु ပဒနာလို့ဆိုတဲ့ထဲမှာနော်ငါစိတ်ဟာလောဘတွေနဲ့အဖြစ်များသလားဒေါသတွေနဲ့အတွဲများနေသလားမောဟတွေနဲ့အတွဲများသလားအဲ့တော့လောဘဒေါသဆိုတာကိုယ်ရင်ထဲမှာအမြဲဖြစ်နေတာမဟုတ်တော့မကြလာတွဲတာဆိုတာထင်ရှားတယ်ပေါ့ကိုယ်အဝတ်မှာဖြူစင်အောင်ဖွတ်ထားတဲ့အဝတ်ကလေးဟာအမြဲတမ်းနွမ်းနေတာမဟုတ်ဘူးနွမ်းနေတဲ့အညစ်အကြေးဟာပြင်ဘက်ကလာတာဖြစ်တယ်ပေါ့ထို့တူပဲစိတ်ထဲဟာလည်းပဲလောဘအမြဲဖြစ်နေတာမဟုတ်သည့်အတွက်ကြောင့်လောဘဟာအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဖြစ်လို့ဒါအညစ်အကြေးတစ်ခုလို့မှတ်ရမှာဖြစ်တယ်ဒေါသဆိုတာလဲအာယုန်တစ်ခုနဲ့ပတ်သက်လာပြီးတော့အသင်တင်နှလုံးမသွင်းတတ်လို့
ဒေါသဖြစ်เสียအာယုန်နဲ့တွေးတဲ့အခါမှာဒေါသဖြစ်လာတယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးလို့ခေါ်တာမောဟဆိုတာဆင်ញင်သုံးသပ်ရမယ့်အချိန်မှာဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးဆုံးဖြတ်နိုင်စွာမရှိဘူးဆိုတဲ့အခါမှာမောဟဆိုတာဝင်လာတာဖြစ်တယ်အဲ့တော့မောဟဆိုတာလေအပြင်ကလာတဲ့ရောက်လာတဲ့အရာသားလည်းဖြစ်တယ်လူရဲ့ခန္ဓာကိုယ်မှာရောက်လာတဲ့အညစ်အကြေးတွေဟာပြင်ပကနေပြီးကိုယ်ကိုရောက်လာတာဒါဖြစ်တယ်ထို့တူပဲစိတ်ရဲ့အညစ်အကြေးတွေဟာလည်းပဲယမယံခပေါ်လာတာတွေဖြစ်လို့အဲ့ဒါတွေကိုရှင်းပြတာကမ္မထာတရားအထုတ်ခြင်းပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ကမ္မထာအထုတ်ခြင်းရဲ့အဓိပ္ပာယ်ကအဲ့ဒါမရှင်းမဲ့နဲ့ဒါတွေကိုပြန်ပြီးတော့လက်ရခေါ်နေတဲ့အကျင့်မျိုးတွေကလည်းရှိသေးတယ်လက်ရခေါ်ပြီးတော့ငါဘယ်နှစ်နာရီထိုင်နိုင်တယ်ငါလိုလူရှိသေးလားဆိုတာအဲ့ဒါမကောင်းတဲ့စိတ်တွေကိုပြန်ပြီးတော့ခေါ်သွင်းနေတာ ਨੇ တူတူပဲအဲ့ဒါကိုယ့်ရဲ့နှလုံးထဲမှာအဲ့တော့ကိုယ့်ကိုမာနတွေဖြစ်တယ်အဲ့ဒါလို့ဖြစ်လာလို့ရှိရင်ဒါတရားမဟုတ်တော့တရားရဲ့ဆန့်ကျင်မဲ့အတ္တမတွေဝင်နေတာပဲဒီလိုပဲဖြစ်မှာအဲ့ဒါကြောင့်မို့တကယ်သူတော်စင်သူတော်မြတ်မှာစိတ်ရဲ့အညစ်အကြေးတွေဆိုတာကိုရှုဆိုတာသိရအခုပြောခဲ့တဲ့လောဘဆိုတာစိတ်ရဲ့အညစ်အကြေးဒေါသဆိုတာစိတ်ရဲ့အညစ်အကြေးမောဟဆိုတာစိတ်ရဲ့အညစ်အကြေးအဲ့ဒီရဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားအထောက်အောင်အဲ့ဒီလိုစိတ်ရဲ့အညစ်အကြေးတွေကိုလုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်ကိုယ်စိတ်လေးဟာဖြူစင်တန်ရှင်းနေတဲ့စိတ်ကလေးဖြစ်သွားတယ်အညစ်အကြေးဆိုတာအမြဲတမ်းဆွဲမှာမဟုတ်ဘူးအမြဲတမ်းဆွဲနေတာမဟုတ်ဘူးသို့တော့အချိန်များစွာပုထုဇဉ်နေမှာတော့အညစ်အကြေးကဆွဲမြတ်တာဆွဲတာပို့ပြီးတော့များလာတော့အလေးအကျင့်ကြီးလို့ဖြစ်လာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုရတဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာဆွဲနေတဲ့လောဘအညစ်အကြေးကိုအလောဘနဲ့ဖယ်ရှားရမယ်ဆွဲနေတဲ့ဒေါသအညစ်အကြေးကိုမေတ္တာဆိုတဲ့အရောဓနဲ့ဖယ်ရှားရမယ်ဆွဲနေတဲ့မောဟဆိုတဲ့အညစ်အကြေးကိုအမောဟဆိုတာနဲ့ဖယ်ရှားတာအဲ့ဒါကိုဇာဂရိယနုယောဂနိုးကြာကြိုးစားခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒါကိုပဲကမ္မထာအထုတ်ခြင်းလို့သူတို့ပြောတာအဲ့တော့ကမ္မထာအထုတ်တာရဲ့အနှစ်သာရကကိုယ်စိတ်လေးကိုဒီတိုင်းပြစ်မထားပဲနဲ့တတိနဲ့ပညာနဲ့ထိန်းချုပ်ပြီးစိတ်ထဲမှာဆွဲကပ်နေတဲ့အညစ်အကြေးတွေကိုဆေးကြောတန့်စင်မှုပြုလုပ်ခြင်းပဲဖြစ်တယ်နော်ဆေးကြောတန့်စင်တာဆေးကြောတန့်စင်တဲ့အလုပ်ကိုလုပ်တာပဲဖြစ်တယ်အဲ့လိုဆေးကြောတန့်စင်တဲ့အလုပ်ကိုလုပ်လိုက်လို့စိတ်လေးကလုံးဝဖြူစင်သွားပြီအညစ်အကြေးတွေဟာထပ်ပြီးတော့မကတ်တော့ဘူးဆိုရင်ဒါစိတ်ကိုအောင်နိုင်သူဖြစ်သွားပြီအဲ့ဒီကြရင်စိတ်ဟာကိုယ့်ရဲ့ဆန္ဒအတိုင်းကိုထားတဲ့နေရာနေတယ်ဥပမာမဲ့လူတွေရဲ့မျက်မျက်နှိုးနှိုးရှာဖွေစုဆောင်းနေကြတဲ့ရွှေဆိုတဲ့တတ္တုတစ်ခုကြည့်အဲ့ဒီရွှေဆိုတဲ့တတ္တုမှာမလိုလားတဲ့တခြားရောပါနေတဲ့တတ္တုတွေကိုတတ်စင်မှုရွှေကိုနားလဲတဲ့ပရိန်ဆရာတွေကရွှေထဲမှာပါတဲ့အညစ်အကြေးတွေကိုမိဘူးပေးလိုက်အေးပေးလိုက်နဲ့တတ်စင်ပြီးတော့ပေးကြတယ်နောက်ဆုံးမှရွှေစင်ဆိုတာဖြစ်သွားတယ်အညစ်အကြေးတွေကိုထုတ်လိုက်တော့မှရွှေဟာတန့်ရှင်းစင်ကြယ်သွားပြီးတော့ရွှေစင်ရွှေနှစ်ကိုရတယ်ပေါ့အဲ့ဒီလိုရွှေအနှစ်ဖြစ်ပြီးဆိုတဲ့အခါမှာလူတွေရဲ့မျက်နှိုးနှိုးပန်းစင်ကြတဲ့ဒီယရဏပစ္စည်းအဖြစ်ပြောင်းလဲပြီးတော့ဝတ်ဆင်ကြတာဖြစ်သွားတယ်ပေါ့အဲ့ဒါလိုပဲလူရဲ့စိတ်ဟာအငြိကြေးတွေရောနေမယ်ဆိုရင်ကျွတ်ဆက်နေထားတဲ့နေရာမနေဘူးစိတ်လောဘဟာစဉ်းစားကြည့်လောကလူတွေဟာဂုဏ်သိက္ခာကြတာလောဘကြောင့်ကြတာဒေါသကြောင့်ဂုဏ်သိက္ခာတွေကြတယ်မောဟကြောင့်ဂုဏ်သိက္ခာတွေကြတယ်လောဘကြီးပြီဆိုရင်လူကြီးလူကောင်းတယောက်ဟာလောဘကိုမထိန်နိုင်ဘူးဆိုရင်ဂုဏ်သိက္ခာကြသွားကနေ့ခေတ်မှာတော့အဂတိလိုက်စားမှုနဲ့အေးအေးယူခံရတယ်ဒါသွားပြီပေါ့အဲ့ဒါလို့အေးအေးယူခံရသည်ဖြစ်စေအေးအေးယူမခံရသည်ဖြစ်စေလူကြီးလူကောင်းဖြစ်ပြီးတော့လောဘကိုမထိန်သိမ့်နိုင်လို့မတော်လောဘနဲ့သူများပစ္စည်းသို့မဟုတ်နိုင်ငံပစ္စည်းကိုသုံးဆွဲမိပြီဆိုလို့ရှိရင်တ
သိက္ခာကျသွားပြီလေဂုဏ်သိက္ခာမရှိတော့ဘူးနော်ဂုဏ်သိက္ခာမရှိတော့ဒါထင်ရှားတာအဲ့ဒီလိုဂုဏ်သိက္ခာတွေကျဆင်းသွားတယ်အဲ့တော့ဂုဏ်သိက္ခာကိုကျဆင်းစေတာဘယ်သူလဲလို့မေးလိုက်ပြန်ဆိုရင်လောဘပဲအလောဘကဂုဏ်သိက္ခာကိုကျဆင်းစေတယ်ဆိုတာရှိမရှိဘူးမရှိဘူးလူတွေတန်းနေဆိုတာဂုဏ်သိက္ခာတက်တယ်ရရောတယ် generosity ဒီပုဂ္ဂိုလ်အဖြစ်မတမရရောတယ်ကုညီတယ်ပေးကမ်းတတ်တယ်ဆိုတာဂုဏ်သိက္ခာပဲဂုဏ်သိက္ခာတက်လာအဲ့ဒီစိတ်ရဲ့အညစ်အကြေးမှန်သမျှဟာဂုဏ်သိက္ခာကိုကြာဆင်းစေတယ်အေးဒေါသဖြစ်လာလို့မထိမ့်သိမ့်ဘူးဒေါသအလျောက်စကားတွေမမယွင်းနေပြောမိတယ်ဒေါသကိုမထိန်နိုင်လို့အလုပ်တစ်ခုလုံးမိတယ်ဆိုရင်အရှက်တကွဲအကျိုးနဲ့ဒီကိစ္စမျိုးတွေဖြစ်လာတယ်နောက်ဆုံးကျတော့အရှက်တကွဲအကျိုးနဲ့တယ်မကဘူးဒီရာဇဝမှုကျွလွန်တဲ့အနေအထားတစ်ခုထိအောင်ရောက်သွားပြီးတော့လူဟာဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံကြဒါလူလောကမှာမကြားခြင်းဆုံးပဲအဲ့ဒါဒေါသဆိုတဲ့အညစ်အကြေးဟာရှင်ထဲမှာဝင်ရောက်လာသည့်အတွက်ကြောင့်စိတ်ဓာတ်ကမကောင်းတာတွေကိုဖန်တီးပြစ်လိုက်တာပဲဖြစ်တယ်ပေါ့ဒေါသဟာလည်းလူရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေတယ်ပေါ့မောဟရှိလာပြီဆိုလို့ရှိရင်လည်းမပြောသင့်တာတွေပြောမိသွားတယ်မလုပ်သင့်တာတွေလုပ်မိသွားတယ်လူကြားထဲမှာရှက်ဖွယ်အရာတွေဖြစ်လာတယ်ခဏခေတ်ဆိုရင်ပိုဆိုးတယ်ပေါ့နော်ဘာလို့လဲဆိုsocial media တွေကအခုပြောလိုက်တော့ကြားကုန်တာအကုန်မမှန်ကန်ကန်မမယွင်းတခုလှုပ်လိုက်ပြီဆိုရင်ချက်ချင်းသိကုန်ကြအဲ့ဒါလို့သိခါကြွယ်ရတွေဟာလင်းလင်းမြန်မြန်ဒီလောဘဒေါသမောဟဆိုတာတွေကတွန်းပို့နိုင်တာတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့လောဘဒေါသမောဟဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေကောင်းကျိုးမပေးဘူးလူရဲ့ဂုဏ်သိက္ခာတွေကိုစုံမြုပ်သွားစေတယ်သိက္ခာကျစေတယ်ဆိုတာကိုလေအမှန်တမ်းထင်ရှားတယ်ပေါ့အေးလောကမှာလူတော်လူကောင်းလို့ပြောရတဲ့ပုဂ္ဂိုလ်တွေဟာဒီတစ်ဖက်သားကိုကူညီတယ်ရရောတယ်တစ်ဖက်သားပေါ်မှာမေတ္တာထားတယ်အကျဉ်းစိတ်တွေရှိတယ်အသိပညာတတ်ပညာနဲ့တစ်ဖက်သားကိုကူညီဆောင်ပါတယ်မှန်ကန်တဲ့လမ်းတွေကိုညွှန်ပြတယ်ဆိုဆုံးမတယ်သွန်သင်ပေးတယ်ဆိုတာတွေဟာလူလောကမှာဂုဏ်သိက္ခာကိုတက်လာစေတဲ့အရာတွေပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ကုသိုလ်နဲ့အကုသိုလ်စိတ်ရဲ့အညစ်အကြေးတွေကိုဆိုင်ရာအစွမ်းထက်တဲ့အဖြေဆေးတွေနဲ့ဆေးကြောတန့်စင်ပေးရမှာဖြစ်တယ်အဲ့ဒါလို့ဆေးကြောတန့်စင်ပေးလို့အညစ်အကြေးကင်းစင်သွားတဲ့စိတ်ကသာလေရွှေစင်ရွှေနစ်လို့တန်မိုးတွေဖြစ်လာတာဖြစ်တယ်တန်မိုးတွေတက်လာမှာဖြစ်တယ်အဲ့ဒါလို့တန်မိုးတက်လာတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုကိလေသာအညစ်အကြေးလုံးဝကင်းသွားပြီဆိုရင်တကယ်ယဟန္တာပုဂ္ဂိုလ်စိတ်ကိုအောင်နိုင်သူဆိုတာဖြစ်သွားတယ်စိတ်ကိုအစိုးရသွားပြီအဲ့ဒီစိတ်ကိုအစိုးရသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ဟာကိုထားတဲ့အတိုင်းပဲနေသွားတယ်ကိုယ်စိတ်ထဲမှာမကောင်းတာတွေဝင်ပူးလို့လည်းမရတော့ဘူးစိတ်ဟာထာဝရစင်ကြယ်ဖြူစင်ပြီးတော့နေတယ်အဲ့တော့ထာဝရဖြူစင်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အနေထားဟာစိတ်တွေဝိသုဒ္ဓေသူကတိပါတိခင်ခါမြတ်စွာဘုရားကိုယ်စိတ်လေးတန်ဆင်းစင်ကြယ်လာပြီဆိုလို့ရှိရင်အကောင်းကိုပဲမျှော်လင့်ရမယ်ဘာတွေကောင်းတော့ဆိုရင်သူပြောသမျှဆိုသမျှတွေလည်းအကောင်းပဲလုပ်သမျှတွေလည်းအကောင်းပဲပြောတာဆိုတာကောင်းသည့်အတွက်ကြောင့်နောင်ဘဝရှိသေးရင်လည်းနောင်ဘဝအတွက်ကောင်းပဲဆိုပါစို့ယဟန္တာဖြစ်သွားရင်ယဟန္တာပုဂ္ဂိုလ်ရဲ့နောင်ဘဝဆိုတာနိဗ္ဗာန်ပေါ့တမ္ပရာယိကလို့သုံးတယ်တစ်ခါတလေနိဗ္ဗာန်ကိုနော်ယဟန္တာပုဂ္ဂိုလ်ရဲ့နောင်ဘဝလို့သုံးမယ်ဆိုရင်လည်းသုံးလို့ရနိုင်တယ်လို့စာပေကျမ်းကမှာဒီတမ္ပရာယိကနိဗ္ဗာန်လို့ဒီလိုသုံးတာမျိုးတမ္ပရာယိကဆိုတဲ့သာဥပါတိတေတနိဗ္ဗာန်အနုပါတိတေတနိဗ္ဗာန်ကိုခွဲပြောတဲ့အခါမှာသာဥပါတိတေတနိဗ္ဗာန်ကဒိဋ္ဌဓမ္မိကနိဗ္ဗာန်မျက်မှောက်ဘဝမှာရတဲ့နိဗ္ဗာန်အနုပါတိတေတနိဗ္ဗာန်ဆိုတာတမ္ပရာယိကနိဗ္ဗာန်တမ္ပရာယိကနိဗ္ဗာန်ဆိုတာသေသည်ချမဲ့ဒီလိုဆိုလို့ရပေါ့နော်သေသည်ချမဲ့ဘောအဲ့တော့အလားလာခေါင်းတွေဟာ
စိတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေအတွက်သာအလားလာကောင်းဆိုတာရှိတယ်စိတ်မဖြူစင်ဘူးဆိုရင်အလားလာကောင်းဆိုတာမရှိနိုင်ဘူးဆိုတာကိုမှတ်သားကြရမှာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေအရေးတကြီးဒီကိုယ့်ကိုပြုပြင်ထိန်းသိမ်းကြရမှာတော့ကိုယ်စိတ်လေးသာဖြစ်တယ်ကိုယ်စိတ်ကိုတတ်နိုင်သမျှနိုင်အောင်ထိန်းကျောင်းနိုင်လို့ရှိရင်သူတော်စင်သူတော်မြတ်ဖြစ်တယ်အစွမ်းကုန်စိတ်ကိုအောင်နိုင်သွားပြီဆိုလို့ရှိရင်တော့ယဟန္တာပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာအဲ့ဒီလိုကမ္မထာအာယုံဖြင့်ထိမ့်သိမ့်ခြင်းတတိတမ္ပဇညာနဲ့ထိမ့်သိမ့်ခြင်းဆိုတဲ့စိတ်ကိုထိမ့်သိမ့်မှုတွေမျိုးစုံနဲ့ထိမ့်သိမ့်ဆောင်းလျှောက်သွားကြမှာဖြစ်တယ်အဲ့လိုထိမ့်သိမ့်ဆောင်းလျှောက်သွားနိုင်မှသာလေတန်တရားထဲမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကလည်းလွတ်မြောက်မှာဖြစ်ပြီးတန်တရားဝကလွတ်မြောက်ပြီးသာဝရအငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုလည်းစိတ်ကိုထိမ့်သိမ့်နိုင်သူတွေသာလင်နိဗ္ဗာန်ဆိုတဲ့အငြိမ့်တတ်ကိုရရှိနိုင်တာဖြစ်သောကြောင့်ဘုန်းကြီးတို့တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်အတိုင်းကိုယ်စိတ်ကိုကိုယ်ထိမ့်သိမ့်ဆော့ရှော့နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာတဗေတမှုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တော်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညစ်နောက်ကိလေသာဆေယတောက်ဟုသမျှတို့သည်တမှုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘုံကိလေသာဟုပုခတ်သိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရဝတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း